ကျမနာမည်ညမေပါကျမအခုလိုထူးခြားကောင်းမှုတဲ့ခွင့်လာနေမဲ့ဆက်ပေးတာတော့ကျမရဲ့တကယ်ချင်းမရည်ရင်းဖြစ်ပါတယ်။မရည်ရင်းကိုရင်ထဲကနေလေးကျေးဇူးတင်ပါတယ်။ကျမဘောတော့ခုလိုမျိုးဆရာပြီးပေးခင်ပြုနေစုနဲ့တကွာဒီနေ့ဒီဥတ္တရချင်းစီတိုင်းကိုလည်းကျေးဇူးတင်ဒီနေ့ကျမဘောတော့ကျမလည်းဒီနေ့ကိုတွေ့ပြောပါဆိုရင်ကျမရဲ့ကိုတွေ့ကိုတော့ပြောပါတော့မဟုတ်ဘူးပေါ့နော်ကျမကိုယ်တိုင်စောင့်ထားတဲ့ဒီကိစ္စကိုတွေ့ကိုလည်းပြောပါမယ်စအဲ့ကိစ္စကိုတွေ့မပြောခင်ပေါ့နော်ကျမဒီ platform ဘယ်လိုရောက်လာလဲဆိုရင်ကျမလည်းဒီနေ့မိတ်ဆွေတို့နားထောင်ခဲ့တဲ့ OBB ပွဲကိုပဲကျမစပြီးတော့လေ့လာခဲ့တယ်ပေါ့နော်လေ့လာခဲ့တဲ့အချိန်မှာပထမဦးဆုံးပေါ့နော်စာမျက်နှာပေါ့နော်နိုင်မရော10တော့မှမိတ်ဆွေတို့အကုန်လုံးမှတ်ပြီလားစစ်မိပါတယ်ကျမတော့အကုန်လုံးမမှတ်မိဘူးပေါ့နော်ကျမတော့အဲ့ဒီ10တိုင်းမရော10လုံးမှာတစ်လုံးပဲမှတ်မိတယ်ဆိုရင်အဲ့ဒါစီးချိုယောဂဖြစ်တယ်ပေါ့နော်အဲ့စီးချိုယောဂဒီကျမအမေနဲ့ကျမအနေကိုယ်တိုင်ခံစားနေရတာဖြစ်တဲ့အတွက်အဲ့စီးချိုယောဂလူမျိုးရေးအတွက်တစ်စိမ့်မှလေးလာပြီးတော့မှထပ်ခါလေးလာပြီးတဲ့အချိန်မှာဒီစီးချိုယောဂအပြင်ပေါ့နော်ဒီယောဂတွေဖြစ်ရတဲ့အကြောင်းရင်းဒီယောဂတွေကိုဘာကြောင့်ကြောက်တယ်လဲဆိုရင်ဒီ stem cell ဆိုတဲ့ကုထုံးကိုကျမကတိသွားပြီပေါ့နော်အဲ့ဒီအချိန်မှာဒီ stem cell တွေကိုလည်းထပ်ခါလေးလာတဲ့အချိန်မှာဒီ cell လေးတာမကဘူးပေါ့နော်ဒီရဲ့ platform တွေပါကျမမြင်သွားတယ်ပေါ့အဲ့ဒီအချိန်မှာဒီပေါ့နော်ဒီယောဂရေး10မျိုးအပြင်ပေါ့နော်ဒီ stem cell နဲ့လောက်ထားတယ်ပြီးလို့ရှိရင်ဒီအချိန်ပေးလုပ်ငန်းတွေလည်းလုပ်လို့ရတယ်ဆိုတဲ့အချိန်မှာကျမကပတ်စံကိုစီးလို့တော့မဟုတ်ဘူးဆိုကျမပန်ဝန်ထမ်းဖြစ်တယ်ဆိုတော့ဝန်ထမ်းရဲ့လားစာလေးနဲ့ပေါ့နော်ဒီစုထားတဲ့ငွေလေးနဲ့ဒီရတဲ့ပစ္စည်းလေးကိုရောင်းချပြီးတော့မှကျမဒီ brown ကျင်ကိုရောက်စီလာခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာ register တင်ပြီးတော့ကျမအမေကိုကျမကိုယ်တိုင်ကုသတယ်ပေါ့နော်ဒါပေမဲ့အမေကနေမှာကျမဒီမှာပန်ဝန်ထမ်းဆိုတော့ဖုန်းနဲ့ပဲပြောပေးတာဆင်အမေကိုတာနေတိုင်းဖုန်းဆက်တယ်ပေါ့နော်အမေဒီလိုတော့ဆိုတဲ့အချိန်မှာဈေးနှုန်းလည်းအမေကိုဘာမှမပြောတဲ့အတွက်ပေါ့နော်ပြောရတာတအားရွယ်ကူတယ်ပေါ့အမေဒီလိုတော့ဆိုရင်တော့လိုက်တယ်အမေဘယ်လိုကောင်းလာလဲဆိုရင်ကျမပြောစကားအကုန်လုံးနားထောင်တော့အဆင်ပြေတယ်ပေါ့နော်အဲ့အချိန်မှာအမေကောင်းလားဆိုတဲ့အချိန်မှာဒီ3လောက်ပေါ့ဒီ3လုံး3ချိန်နေတော့ဆိုတဲ့အချိန်ဒီအမေကပေါ့နော်ဗာပြောလို့ဆိုအမေဘယ်လိုထူးခြားလဲဆိုတဲ့အချိန်မှာအမေကိုကျမပေါ့နော်စီးချိုကူနေတာပေါ့နော်အဲ့စီးချိုကနေကူရင်းနေမှာအဲ့ဒလကုံတဲ့အချိန်မှာတော်တော်လေးကောင်းသွားတယ်ပေါ့ပြီးလို့ရှိရင်စီးချိုအပြင်ဒီကူဘူးတွေပါကောင်းသွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမကဒီထုတ်ကုန်လုံးဝယုံကြည်ပြီးတော့မှအမေလွတ်မြောက်သွားတယ်လို့မျိုးပေါ့နော်တခြားသူတွေလည်းလွတ်မြောက်အောင်ဆိုပြီးတော့မှဒီ platform ကိုရောက်ပြီးတော့မှဒီပိုင်းဘန်တပိုင်းတစ်စားနဲ့လောက်သွားတယ်ပေါ့နော်အဲ့ဒီအချိန်မှာကျမဆော့ခဲ့တဲ့လူနာတွေဆိုအခုဆိုအများကြီးရှိလာပြီပေါ့နော်အဲ့ဒီထဲမှာကျမကိုတွေ့ရအောင်ဒီနေ့ကင်ဆာပေါ့နော်တွေးကင်ဆာဆိုတဲ့ကိုတွေ့ကိုလည်းပြောပြချင်တယ်ပေါ့နော်အဲ့တွေးကင်ဆာဆိုတာတော့ဒါသူဆိုရင်လည်းဂျပန်နိုင်ငံကိုသွားမဲ့သူဖြစ်တယ်ပေါ့ကျမနဲ့ဒီအိန္ဒိယမှာအတူနေခဲ့တဲ့ညီမလေးဖြစ်တယ်ပေါ့သူကဒီ COE ပေါ့နော်အဲ့ဒါလေးကြားဖို့စောင့်နေတဲ့အချိန်မှာကျမဒီလိုဘွဲမျိုးကိုလေ့လာခိုင်းတဲ့အချိန်မှာသူကိုယ်တိုင်လည်းလေ့လာထားတဲ့သူဖြစ်တယ်ပြီးရင်မထင်မှပဲနဲ့သူ့ကိုလေ့လာခိုင်းတာကျမစီးပွားရေးအတွက်လေ့လာခိုင်းတာဂျပန်ကိုရောက်သွားတယ်ဆိုရင်လည်းစီးပွားရေးပဲတော့ရမှာဟိုမှာစီးပွားရေးပဲဖြစ်ဖြစ်ကျန်းမာရေးပဲဖြစ်ဖြစ်တကယ်လို့လိုအပ်တဲ့သူရှိလို့ရှိရင်အကူအညီလို့ရအောင်အမကိုဖုန်းဆက်ပါဆိုပြီးတော့မလေ့လာခိုင်းတာဖြစ်တယ်ဒါပေမဲ့သူမသွားခင်မှာပဲသူ့အတွက်ဖြစ်နေရပါတော့ဒီအဖေအနိုင်ရသူ့ကိုယ်တိုင်ဖြစ်တယ်ပေါ့။ဘာဖြစ်လို့လဲဆိုရင်သူကအဲ့ဒီဆေးကိုမသွားခင်မှာအဲ့ဒါ COE မကြခင်မှာသူကိုယ်တိုင်ဒီအမျိုးသမီးဓမ္မဒါလာတဲ့အချိန်မှာပုံမှန်မဟုတ်ပေါ့နော်။တအားကြီးကိုပြင်ပန်းပြီးတော့နွားနယ်နေတဲ့အချိန်မှာအဖျားတက်နေတဲ့အချိန်မှာသူကိုယ်တိုင်ဆေးရုံသွားပြတယ်။ဆေးရုံသွားပြတဲ့အချိန်မှာဒီသွေးကင်ဆာဆိုတော့တီးခဲ့ရတယ်ပေါ့နော်။အဲ့ဒီအချိန်မှာသွေးကင်ဆာမတိခင်မှာတော့အမျိုးသမီးဆေးရုံပဲကြောက်သေးတယ်ပေါ့။အမျိုးသမီးဆေးရုံကနေပြီးတော့ဓာတ်အားကိုစစ်ချလိုက်တဲ့အချိန်မှာအသေးစိတ်စစ်ပေးတယ်ဆိုအဲ့ဒီအချိန်မှာအထာဆောင်နဲ့ရိုက်တယ်ပေါ့နော်။ဒီခန္ဓာကိုယ်ပူနေတာဖြစ်တာအတွက် height တက်တွေနဲ့ရိုက်တယ်ပေါ့။သွေးရုံတက်ကွဲတွေပါလေအဲ့ဆိုတော့သွေးရုံတက်ကွဲယောဂလိုမျိုးအနီဆက်တွေတွေ့ပြီးမဲ့သူခံစားနေရတာသွေးရုံတက်ကွဲမဟုတ်ဘူးလို့သိရတဲ့အချိန်မှာဒီဆေးရုံကြီးပဲပြန်လွှဲပေးတဲ့အချိန်မှာဒီသွေးကင်ဆာဆိုတာအဖြေပေါ်လာပေါ့နော်။သွေးကင်ဆာပေါ်တဲ့အချိန်မှာဆရာဝန်ကလည်းသွေးကင်ဆာတော့ဖြစ်နေပြီပေါ့နော်ဒီသူ့ရဲ့ CP ကတက်လိုက်တအားဖြစ်နေတဲ့အတွက်ကိုယ်ကလည်းတအားတက်တယ် CP ကလည်းတောက်ဆောက်ကြားတယ်ဆိုတော့အဲ့မှာသွေးကင်ဆာတော့ယောဂါတော့ဖြစ်နေပြီပေါ့နော်ဒါပေမဲ့တေချာအောင်ပေါ့နော် treatment ယူဖို့ဆိုရင်တေချာဖို့လိုတယ်ဆိုပြီးတော့မှ3ရက်မြောက်မှာဒီရိုးတင်းချင်းစီထုတ်ပြီးတော့မှစစ်ချက်ယူခဲ့တယ်ပေါ့နော်အဲ့မှာနီကိုလည်းနီတက်ခွက်ခန်းမှာလည်းပို့တယ်ပြီးလို့ဆိုရင်နိုင်ငံခြားကိုလည်းပို့တယ်ပေါ့အဲ့နိုင်ငံခြားကိုပို့တဲ့အချိန်မှာသူကဒီ positive ပဲဖြစ်သွားတယ်ပေါ့နော်အဲ့မှာသွေးကင်ဆာဖြစ်တယ်ဆိုတဲ့အချိန်မှာဆရာဝန်ကပြောတယ်ပေါ့နော်ဒီသွေးကင်ဆာကိုကုရမယ်ပေါ့သွေးကင်ဆာဆိုမြည်ဒီမပြောက်နိုင်ဘူးဆိုတာဆရာဝန်ကပြောလိုက်တယ်
ဒါပေမဲ့ကုရမယ်ပေါ့နော်ခလေးကငယ်သေးတယ်အသက်က20နှစ်ပဲစီသေးတယ်ဖြစ်တဲ့အတွက်အဲ့ဒါကိုကုသမှုကိုခံယူလိုက်တယ်ပေါ့အဲ့ဒီအချိန်မှာကျမတို့ကကျမကိုယ်တိုင်လည်းစောင့်ရှောက်ခဲ့တာဖြစ်တယ်ပေါ့နော်ကျမကိုယ်တိုင်စောင့်ရှောက်တယ်ဒီကင်ဆာအဲ့ဒီအချိန်မှာဆရာကတကယ်တော့မပြောင်းနိုင်ဘူးဆိုတဲ့အရာမှာသူကလေဒီခြာကိုနားထောင်ပြီးတာဖြစ်တဲ့မညာရေးတဲ့သူ့အမေလာရင်ပြောပေးပါအောင်တဲ့ဒီသွေးကင်ဆာတို့မြည်ဒီမပြောဘူးဆိုရင်ပဲဒီပေါ်တော့ဒီထုတ်ကုန်မှာဒီပိတ်သားရည်မျိုးကိုသူကောင်းကောင်းသိတာဖြစ်တဲ့အတွက်ကြောက်နိုင်တယ်အားကြောင့်မလို့အမေကိုဥစားပေါ်တော့ဒီထုတ်ကုန်တော့ကိုပြောပေးပါဆိုတဲ့အချိန်မှာကျမမရည်မျိုးခေါ်ပြီးတော့မှတည်တည်ချာပြောတဲ့အချိန်မှာသူ့အမေကလည်းလက်ခံတယ်ဆိုကျမတို့လိုတော်လူတယ်ကျမသားသမီးပဲပေါ့နော်ဒီသူတို့ကလည်းသက်ဆောင်ရှိတာမဟုတ်ဘူးဒါပေမဲ့ဒီကျမတို့ဒီထုတ်ကုန်ဒီသူသမီးကိုလည်းလေ့လာထားတယ်ကျမတို့ကလည်းပြောပြတဲ့အချိန်မှာလွယ်လွယ်ကူကူလက်ခံပြီးတော့မှသုံးဆွဲလိုက်တယ်ပေါ့နော်အဲ့ဒီအချိန်မှာဒီဖက်ကတစ်ဖက်ကလည်းအနောက်တိုင်းဆေးကိုကုတယ်ဒီဖက်ကလည်းဒီထုတ်ကုန်ကုတဲ့အချိန်မှာနှစ်ခုစလုံးညကုတဲ့အချိန်မှာဘယ်လိုထူးခြားလဲဆိုရင်တစ်ပတ်အတွင်းမှာပဲတော်တော်ထူးခြားတယ်ပေါ့နော်ဒီကင်ဆာဆေးတွေသိတဲ့အချိန်မှာတအားရုပ်ဆိုးကျိုးဖြစ်တယ်ဆိုမနေ့ပိုင်းဆိုရင်မနေ့ပိုင်းဆိုးကျိုးဒီဥစ္စာလူတွေကခံနိုင်ရမရှိအောင်ပေါ့နော်ဒီကတင်တော့တုံခါပြီးတော့မှအေးခဲပြီးတော့မှဖျားတယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အချိန်မှာမရင်နေပြီးတော့မမအဲ့ဒါဆိုရင်လည်းတနာရီကြိုပြီးတော့မှငါးလုံးတော့ခိုင်းလိုက်ဆိုတဲ့အချိန်မှာငါးလုံးတော့ခိုင်းလိုက်တယ်အဲ့ဒီအချိန်မှာနောက်ထပ်ပေါ့အဲ့6နာရီဆေးသွင်းတဲ့အချိန်မှာငြိမ်သက်နေတာကိုတွေ့ရတယ်ပေါ့ပြီးရင်နေခင်းဖြစ်တော့လည်းနေခင်းပြတိတ်တဲ့ဆေးရကြတော့တေးခွာလုံးပဲဒီစက်တေးသူတို့အခန်းထဲမှာဆို73ရောက်တော့ဆေးရပေါ့နော်အဲ73ရောက်လုံးဒီဝတ်ကြပါတယ်ဘယ်လိုမှနာမထူနိုင်တော့ဘောနော်နေခင်းဆေးရအဆိုးဆုံးပဲဘာလို့ဆိုရင်ဝမ်းလဲစောတယ်ပြီးလို့ဆိုရင်မင်းပြောနေတော့ညနေ6နာရီထိုးတော့မှကိုတတိရတယ်ပေါ့နော်အဲ့လိုအဖြစ်ဖြစ်ကြတယ်အဲ့ဒီတောင်လဲသူကလွတ်သွားတယ်ဆင်အဲ့လိုလွတ်သွားတဲ့အချိန်မှာတစ်ပတ်ကြာတဲ့အချိန်မှာဆရာကပြောလဲဆိုဒီကလေးမလေးကပေါ့နော်ထူးဆန်းတယ်ပေါ့အဲ့လိုမဖြစ်ဘူးဒီကလေးမလေးကကြတော့ပေါ့နော်အဲ့ဒါကြောင့်တခြားလူနာတွေနဲ့မတူဘဲနဲ့ထူးထူးဆန်းဆန်းဖြစ်နေတယ်လာကီမိုရောကီမိုဆေးပေးလိုက်တော့လဲခံနိုင်တယ်ပြီးရင်ခုနတခြားဟာတွေလုပ်လိုက်တော့လဲပေါ့နော်ပေးထွက်ဆိုတော့ပေးထွက်သူရလိုမျိုးခံရအောင်ပေါ့နော်ခံစားချက်မရှိဘူးဆိုတော့ပုံမှန်ကလေးလိုပဲဆိုတော့သူကပြန်ကောင်းလာနိုင်တယ်ဆိုတဲ့ recommend ကိုရခဲ့တယ်ပေါ့နော်အဲ့လိုနဲ့ပဲဒီလို treatment နောက်တော့တလားကြာပြီးတဲ့အချိန်မှာကျမလည်းထောက်ကုန်ဒီပြအနေတောက်ဆော့တိုက်တာပေါ့နော်အဲ့ဒီအချိန်မှာဒီတလားကြာပြီးတော့ဆေးရုံပြန်ဆင်းတယ်ပေါ့ဆေးရုံပြန်ဆင်းပြီးတော့10ရက်ကြာတယ်ပေါ့10ရက်ကြာပြီးတော့နောက်ထပ်ဒုတိယတစ်ချိန် treatment ခံဖို့ပြန်လာတဲ့အချိန်မှာခုနလိုပဲရိုးတဲ့ချင်းစီကိုပြန်စစ်တဲ့အချိန်မှာကင်ဆာကလေးရဆိုတာအဖြေကိုရရှိခဲ့တာဖြစ်တယ်ပေါ့ကျမကိုပြီးတော့မှတက်တာပေါ့အစင်တက်တာပေါ့နော်ကျမအဲ့ကျွန်တော်ဒီထဲမှာဘာကြောင့်ရှိနေရတယ်လဲဆိုတော့လေကျမဒါကင်ဆာကိုဒါကရိယာဖြစ်တယ်ဆိုတော့တေချာပြောပြလိုက်တာပေါ့နော်တခြားကင်ဆာမဟုတ်ဘဲတခြားယောဂတွေလည်းကုခဲ့တာတွေကျမအများကြီးပေါ့နော်ကျမဒီလိုမျိုးလေအမေကိုယ်တိုင်အားစီးချိုပြောသွားတာဖြစ်တဲ့အတွက်တကယ်တော့အမေစီးချိုပြောကြောင့်ပဲလိုက်ပြောတာတကယ်ချင်းတွေဆိုလည်းတကယ်ချင်းပေါ့နော်ညနေ9နာရီကြောက်ပိုင်းဆိုရင်ပြောပြီတကယ်ချင်းနဲ့ကားတစ်စီးနဲ့ဆောက်သွားလိုက်ပြီးတော့တကယ်ချင်းတွေနဲ့မိတ်ဆွေတွေနဲ့လိုက်ပြီးတော့အဲ့လိုကျမအမေကောင်းကြောင်းများဝေသွားတဲ့အချိန်မှာကျမပေါ့နော်ဒီအမေရဲ့စီးချိုကြောင်းပေါ့နော်ပြောရင်နဲ့ကျမကုနာတဲ့ယောဂတွေအများကြီးပဲပေါ့နော်ဒီပေါ့နောက်ကျရင်လည်းပြောပြအောင်ပဲပေါ့နော်ဒီစိတ်မယောဂလိုမျိုးပြီးလို့ရှိရင်နှလုံးသွေးကြောကြီးယောဂလိုမျိုးရှင်ကြပေါ့နော်အဲဆိုမှလုံးဝကုလို့မရအောင်ဆိုတဲ့အဲဆိုမှပြတ်သားပြော့အဲ့ဒါတွေကျမပေါ့နော်ကျမအဲ့လိုမျိုးကေစင်နေကြတာတွေအများကြီးရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကျမဒီထဲမှာစီးနေရတဲ့အကြောင်းရင်းအဲ့ဒါပဲပေါ့နော်ကျမအမေစီးချိုအပြင်ဒီလုံးဝကုလို့မရပါဘူးဆိုတဲ့သွေးကင်ဆာတွေကုနိုင်တယ်လုံးဝကုလို့မရပါဘူးဆိုတဲ့အတိုက်မိတွေအဲ့လိုကျမကယ်တင်ထားတဲ့လူတွေဒီ case တွေအများကြီးရှိတယ်ဆိုအဲ့ဒါကြောင့်မလို့သူများကိုလည်းကယ်တင်ရင်ကျမတစ်ဖြစ်မှလည်းစီးပွားရေးရတယ်ဆိုတဲ့အရာကိုမြင်တဲ့အချိန်မှာကျမကကျမ်းမာခြင်းရောချမ်းသာခြင်းရောနှစ်ခုစလုံးကိုရရှိပြီးတော့မှဒီထဲမှာပေါ့နော်အဲ့ကျမ်းမာခြင်းချမ်းသာခြင်းနှစ်ခုထဲတော့မကောက်ဘူးပေါ့နော်ဒီလိုကိုချော့ချရဲ့အရာသာတီးသွားတဲ့အချိန်မှာကျမခုချိန်ချင်းဆက်လက်ပြီးတော့ကြက်တည်နေတယ်ပြီးဆက်လက်ပြီးတော့ကြိုးစားနေပါတယ်လို့ပြောရရင်ကျမရဲ့ salary ကိုဒီလိုချက်ပါတယ်